မဲ့မင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ break တို့ချီပူးညတဲ့မှာလက်စားချေတဲ့ကားပေါ့နော် reverse track ကားတွေဒီမှာဒီစားအကောင်းဆုံး ESS ဆိုဖြစ်မဲ့လို့တော့ရေးဒီအမခံနိုင်တဲ့အတွက်ဒီကောက်ကျွန်တော်ဒီတစ်ခေါက်တော့ဆက်ပြီးမှဖြစ်ပါတယ်နိုင်ငံတော်အဆင့်ထောက်လိုင်းရေး agent နဲ့ပေါ်ဆောင်သနီးတွေရပါတော့သူကြီးတွေကစိတ်သက်သာလူသက်သမားတွေလက်ချက်နဲ့ရဲရဲစစအသက်ခံလိုက်ရပါတယ်ပုံမှန်ဆိုရင်တော့ရဲလက်အပ်ပြီးတော့တရားဥပဒေအတိုင်းသွားမှမယ် agent ကတော့အဲ့လိုမလုပ်ခဲ့ပါဘူးသူမိမခံစားရတဲ့နာကျင်မှုထက်စားပေါင်းများစွာပိုပြီးတော့ငရဲကိုလူသက်သမားစီပြန်ပြီးသူကိုယ်ရဲ့ဆုံးဖြတ်လိုက်တဲ့စကားကဖြစ်ပါတယ်ခင်ဗျထူးခြားတဲ့လက်စားချင်ဒါပါလဲဆိုလို့ရှိရင်လူသက်သမားကိုညီပြီးရင်သူကချက်ချင်းမသက်ဘူးကြောင်ကနေပြီးကြွက်ကလေးတကောင်ကစားတယ်လို့မျိုးတင်မသက်ကြောက်တော့အောင်မဲလိုက်ပြတာမျိုးအဲ့လိုစကားမျိုးအဲ့လို feeling မျိုးကိုခံစားရမှာပါခင်ဗျတရုတ်ဆောင်ပြည်ပင်မှုအပိုင်းတော့ဆိုရင်တော့ကိုရီးယားရဲ့ထိပ်တန်းမင်းသားကြီးနှစ်ယောက်ဖြစ်တဲ့လီပြောင်ဟွန်နဲ့ချောင်းမင်စစ်တို့ရဲ့အားပြိုင်ပူတော့လုံးဝရှင်းသက်ရှုမောစရာစကားကဖြစ်ပါတယ်အထူးသဖြင့်လူသက်သမားတရုတ်ဆောင်နဲ့ချောင်းမင်စစ်ကတော့မူရရဲ့တကယ်ပဲချက်သိမ်းထားစရာကောင်းပါတယ်ခင်ဗျဒီကားမှာပေးတဲ့အထူးက deep message ဒီကားရောနော်နေစာတကောင်ကိုနေမို့ဆိုရင်ကိုပိုရန်နဲ့မိတ်ဆက်ဖြစ်ရမယ်ဆိုရင်ယူဆောင်အကောင်းဆုံးပုံဖော်ထားတဲ့စကားဖြစ်ပါတယ်ခင်ဗျာတစားချေမှုရဲ့ညီကုန်းကကျင်းနေစီရလားဒါမှမဟုတ်ပို့ပြီးတော့ဝမ်းနေစရာလားဆိုတာတော့ကိုရန်ကိုကြစကားတကားတော့ကြည့်ဖို့ကျွန်တော်နွေးနေပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီသတိပေးချက်အနေနဲ့ဒီစကားတော့နော်တော်တော်လေးကိုသွေးတန်ရေးနဲ့ရက်ဆက်တဲ့အခန်းတွေအများကြီးပါတဲ့အတွက်ကြောင့်ဆင်းနေတဲ့လူတွေတောင်ပင်နှလုံးရောဂါရှိတဲ့လူတွေနောက်ပြီးတော့ကလေးငယ်တွေရှိရင်တော့မကြည့်မိဖို့အတွက်တော့သတိထားကြည့်ဖို့လိုပါတယ်ခင်ဗျာ။ဝန်ချုပ်အနေနဲ့တော့ trailer ကားကောင်းလေးကျဲသူတွေအတွက်တော့မကြည့်ရသေးရင်တေချာပေါက်ကြည့်တဲ့နဲ့ဟာစပ်ပြီးစကားတကားဖြစ်ပါတယ်။နောက်ထပ်စကားကောင်းတွေအကြောင်းတွေကိုသိစဉ်ကျွန်တော်တို့ channel ကို follow လုပ်ထားပါဦးခင်ဗျာ။